အဲ့လိုဂါထာများလင်္ကာဆောင်ပုံများနဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တော်ကိုပွားများဖို့ဆိုပြီးတော့မှတိုက်တွန်းနှိုးဆော်ပြီးတဲ့အခါမှာယခုသူတော်စင်တို့ရွတ်ဆိုပူဇော်ကြရမယ်ဂါထာတော်မှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့နှုတ်တော်မှာမြို့ဟာတော်မူတဲ့အာဟိစဗာတိတသမ္မာသမ္ဗုဒ္ဓဗာတိတဂါထာတော်ပဲဖြစ်ပါတယ်ဒီဂါထာတော်မြတ်ကြီးကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာတန်ယုတ်တနိကေနိဒာနဝက်ကဘိက္ခုတန်ယုတ်မဟာကပ္ပိနသုတ်တော်ကြီးမှာတစ်ကြိမ်ခုတ်တကနိကေဓမ္မပဒပါဠိတော်အာနန္ဒထေရဝတ္ထုတော်ကြီးမှာတစ်ကြိမ်အဖြစ်နှစ်ကြိမ်မြို့ဟာတော်မူခဲ့ပါတယ်ပထမတစ်ကြိမ်မှာဘုရားမြတ်စွာသာဝတိပြည်စေတော်ကျောင်းတိုက်မှာပျော်ပိုက်တော်မူနေတဲ့အချိန်တစ်နေ့မှာဘုရားမြတ်စွာကယဟန်သံဃာတော်တွေကိုတရားဟောလို့အပြီးခေတ္တခဏအနာယူနေတော်မူတဲ့အခိုက်ခဝိဝိအယကနေယဟန်တော်တစ်ပါးမြတ်စွာဘုရားရှိရာရက်ကိုလက်အုပ်ချီမိုးပြီးတော့ကြွလန်းတော်မူလာတယ်ထိုအရှင်မြတ်ရဲ့ဘွဲတော်အမည်နာမကမဟာကပ္ပိနမထေရလို့အမည်ရပါအရှင်မဟာကပ္ပိနမထေရဆိုတာသာသနာ့ဘောင်ကိုတာမင်ညအနေနဲ့ဝင်ရောက်ပြီးတော့ယဟန်ပြုလာသူမဟုတ်ပါဘူးမဟာကပ္ပိနဘယင်မင်းဖြစ်ကိုစွန့်လောပြီးတော့ယဟန်ပြုလာသူပါယဟန်ပြုပြီးတောရဆောက်တည်လို့ကိလေသာအာသောကင်းတဲ့ယဟန်နာအရှင်မြတ်ကြီးလည်းဖြစ်ပါပြီးတော့မြတ်စွာဘုရားရှင်ကိုတော်တိုင်ဘိက္ခုဩဝါဒကဆိုတဲ့ဣတရက်ဘွယ်တူးကြီးကိုချီးမြှင့်ရင်ခံထားရတဲ့အရှင်မြတ်ကြီးလည်းဖြစ်ပါတယ်ရှင်ဘရင်မင်းမျိုးမင်းတွေကနေဆင်းသက်လာတာဆိုတော့ရုပ်ကြီးကလည်းအမတန်ချောမောတယ်အသားလည်းဖြူတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအနိနာမှာရှိတဲ့ရဟန်းတော်တွေကိုမိန့်တော်မူလိုက်ပါဘယ်လိုမိန့်တော်မူလိုက်တယ်လဲဆိုတော့ကျက်သားတို့ဟောဟိုမှာအသားဖြူဖြူနှာရံပေါ်ပေါ်နဲ့ယဟန်တစ်ပါးအင်္ကြရီရရနဲ့ငါဘုရားထံလာနေတာမြင်ကြရဲ့လားလို့မေးတော့ယဟန်တော်တွေကမြင်ကြပါတယ်ဘုရားအေးအဲ့ဒီယဟန်ဟာကပ္ပိနလို့အမည်ရတယ်အင်မတန်တကူအာနုဘောကြီးမားတယ်ကပ္ပိနယဟန်မဝင်စားဘူးတဲ့တမဘတ်ဆိုတာမရှိဘူးတမဘတ်အားလုံးကိုကပ္ပိနမထေရအကုန်ဝင်စားပြီးသားပဲအထတဖို့ဆိုတဲ့ပန်းကိုလည်းပဲသူဟာဆင်မြန်းပြီးသားပဲအဲ့လိုရဟန်းတော်တွေကိုမိန့်တော်မူပြီးတော့ဂါထာနှစ်ပုဒ်ကိုမြတ်စွာဘုရားအဲ့ဒီနေရာမှာပဲမိန့်တော်မူပါတယ်အခုရွတ်ဆိုပူဇော်ကြရမယ်ဂါထာတော်ကတော့ဒုတိယမြောက်ဂါထာပဲဖြစ်ပါတယ်နောက်တနေရာကဘယ်မှာဟောပြတော်မူခဲ့တယ်လဲဆိုတော့မြို့ကတော့မဟာကပ္ပိနမထေရကိုအကြောင်းပြုဟောတဲ့သာဝတိမြို့ပါပဲအကြောင်းကတော့မတူပါဘူးဝိသခာကျောင်းမကြီးစောက်လို့လှူဒန်းတဲ့ပုပ္ပာယုံကျောင်းတိုက်ကြီးမှာပါအဲ့ဒီပုပ္ပာယုံကျောင်းတိုက်ကြီးမှာတရင်သုံးတော်မူတဲ့အခိုက်အရှင်အာနန္ဒမထေရမြတ်ကိုအကြောင်းပြုပြီးတော့ဟောပြတော်မူခဲ့ခြင်းပါအချိန်ကတရင်ကျော်လပ်ပြီးနေညနေချမ်းစီးစာအချိန်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့ယဟန်တန်ဃာတော်များအတွက်တော့ဒီတရင်ကျော်လပ်ပြီးနေကြီးဟာမြတ်သောပဝရဏနေကြီးပါပဲအဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကယဟန်ပိဋကတွေချမ်းရမ်းပြီးတော့တရားဟောကြားနေပါလေအဲ့ဒီယဟန်ပိဋကထဲမှာကာလုဒာယဟန္တာမထေရမြတ်ကြီးဟာထူးထူးခြားခြားမြတ်စွာဘုရားရှင်ရဲ့မနီးမဝေးတဲ့အရက်မှာတမလီကိုထိုင်းပြီးတော့ဇန်သမဘဝင်စားတော်မူနေပါလေအဲ့ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်သာဝတိပြည်ရှင်ဘုရင်ကောသလမင်းကြီးကလည်းပဲမင်းမြောက်တန်စာတွေဝတ်ဆင်ပြီးတော့မြတ်စွာဘုရားထံဖူးမြော်ခါစားဖို့ရောက်ရှိလာပါတယ်ရှင်ဘုရင်တစ်ပါးအနေနဲ့ဝတ်တဲ့ဝတ်ထိုက်တဲ့ယရနာတွေစီချဲထားတဲ့အဝတ်တန်းစားတွေပြည့်ပြည့်စုံစုံဝတ်ဆင်ထားတော့အမတန်จิตတည်ရှိပြီးတော့တင့်တင့်တဲတဲလှလှပပခန့်ခန့်ညာညာဖြစ်နေတယ်ပေါ့နောက်ပြီးတော့လပြည်နေလည်းဖြစ်ညနေချမ်းစီးတာအချိန်လည်းဖြစ်နေပြန်တော့အနောက်လောကရကနေမင်းကြီးကလည်းပဲသူ့မရှိတဲ့အလျောင်းစွမ်းအားတွေနဲ့လောကကြီးကိုအလှဆင်းပြီးတော့တာဝန်ပြီးဆုံးတဲ့အနေနဲ့လောကကြီးကိုနှုတ်ဆက်နေတဲ့အချိန်ဝင်လူ